အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Tibetan Singing Bowl ဒါမှမဟုတ် Himalayan Singing Bowl လို့လူသိများကြတဲ့ Singing Bowl လေးတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် Tibetan Singing Bowl လေးတွေကိုကြေးနီကြေးဝါရွှေတန်အစရှိတဲ့တတ္တုကူမျိုးနဲ့ပြုလုပ်ထားပါတယ်ဒီ bowl လေးတွေကိုမက်လက်အမျိုးမျိုးနဲ့တီးခတ်ရတာပဲဖြစ်ပါတယ် Singing bowl လေးတွေကိုတိဘက်အိန္ဒိယဘူတန်နဲ့နဖောအစရှိတဲ့ဟိမဝန္တာရဲ့ဒေသတွေမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစတင်အသုံးပြုခဲ့ကြပါတယ်ဒီ Tibetan Singing bowl လေးတွေကိုအစပိုင်းမှာတော့ meditation ထိုင်တဲ့အချိန်တွေဒါမှမဟုတ်ရင်သူတို့ရဲ့ဒီရိုးရာဓလေ့ပြုလုပ်တဲ့ပွဲတွေမှာအသုံးပြုခဲ့ကြပါတယ်ဒီနေ့ခေတ်မှာတော့ဒီ Singing bowl လေးတွေကနေထွက်တဲ့ frequency ဟာစိတ်နဲ့ခန္ဓာကိုယ်ကိုအနားယူဖို့အတွက်အကောင်းမွန်ဆုံးအထီးရောက်ဆုံးဖြစ်စေတယ်ဆိုတာကိုတွေးရှိခဲ့ကြတဲ့အတွက်အနားယူတဲ့အချိန်တွေဒါမှမဟုတ်ရင် sound therapy ပြုလုပ်တဲ့အချိန်တွေမှာအသုံးပြုလာကြပါတယ် Singing bowl လေးတွေကနေထွက်တဲ့ vibration တွေကစိတ်ပိုင်းဆိုင်ရာကိုသာမကဘဲနဲ့ရုပ်ပိုင်းဆိုင်ရာအထိကောင်းမွန်တဲ့ထီးရောက်မှုတွေကိုတွေးရှိခဲ့ကြပါတယ်စိတ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ဥပမာအားဖြင့်စိတ်တွေမိုးကျနေတာတွေကိုဖြေလျှော့စေပြီးတော့စိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြခြင်းတွေကိုလည်းကုစားပေးပါတယ် vibration တွေ frequency တွေကဒီအုံနောက်ရဲ့ brain wave ကိုတက်ရောက်စေပြီးတော့မှစိတ်ငြိမ်ချမ်းမှုနဲ့ညီညွတ်မြတ်တာစေမှုလည်းရရှိစေပါတယ်ဒါကြောင့် sound healing ပြုလုပ်ခြင်းအပြင်အပန်းဖြေစေမဲ့အပြင်စိတ်ကိုလည်းကြည်လင်စေပါတယ်နေ့စဉ် meditation ပြုလုပ်တဲ့အချိန်တွေမှာလည်းအသုံးပြုလို့ရပါတယ် meditation ပြုလုပ်တဲ့အချိန်မှာအသုံးပြုခြင်းအပြင်အာယုံစူးစိုက်မှုကိုအားကောင်းစေတယ်စိတ်အာယုံပြန့်လွင့်ခြင်းတွေကနေလျော့နေစေပြီးတော့ပစ္စုပန်မှာပို့ပြီးတော့မှတည်ရှိစေပါတယ်ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်းခန္ဓာကိုယ်ရဲ့တင်းအားတွေကိုလျော့ကျစေပြီးတော့တတောင့်တတဖြစ်စေတယ်ခန္ဓာကိုယ်ကအပြည့်အဝအနာရစေပါတယ်ဒါတွေမကပဲသွေးဖိအားကောင်းမွန်စေပြီးတော့နှလုံးခုန်နှုန်းလည်းပုံမှန်ဖြစ်စေပါတယ်ကိုယ်ခံအားကိုကောင်းမွန်စေပြီးအသက်ရှူနှုန်းလည်းထိန်းညှိပေးနိုင်ပါတယ် meditative music တွေကအုံနောက်နဲ့အာယုံကြောတွေကိုကောင်းမွန်တဲ့အကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်ဆိုတာကိုတွေ့ရှိထားတဲ့အတိုင်းဒီ singing bowl လေးတွေကလည်းထိုနည်း၎င်းပဲ positive impact များစွာရရှိစေပါတယ် spiritual လိုက်စားသူတွေအတွက်ဆိုရင်တော့ဒီ singing bowl လေးတွေကထွက်လာတဲ့ frequency လေးတွေက chakra တွေကို balance ဖြစ်စေတယ် negative energy တွေကိုတန်းစင်ဖယ်ရှားပေးပြီးတော့ခန္ဓာကိုယ်ကို positive energy တွေရရှိစေတယ် spiritual group ဖြစ်အောင်လည်းတစ်ဖက်တစ်လမ်းကနေကူညီပေးနိုင်ပါတယ်ဒါကြောင့် Himalayan Singing bowl လေးတွေနဲ့ပုံမှန် sound healing ပြုလုပ်ခြင်း sound therapy တွေယူခြင်းအပြင်ဒီ bowl လေးတွေကနေထွက်လာတဲ့ frequency ကိုခန္ဓာကိုယ်ကကောင်းမွန်စွာခံစားသိရှိပြီးတော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကို healing ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒီလို Himalayan Singing bowl လေးတွေနဲ့ sound healing session လေးတွေကိုရှမ်းပြည်နယ်ကလောမျိုးဒါမှမဟုတ်တောင်ကြီးမြို့တွေမှာအမြဲတမ်းပြုလုပ်ပေးနေပါတယ်အခုလာမယ့် February 15 ရက်နေ့မှာဆိုရင်တော့ကလောမျိုးမှာ sound healing session လေးကိုပြုလုပ်ပေးမှာဖြစ်ပါတယ်အချိန်ကတော့မနက်10:00 နာရီကနေ12:00 နာရီထိကြာမြင့်မှာဖြစ်ပါတယ်ဒီ session လေးမှာဆိုရင်တော့ sound healing သာမကဘဲနဲ့ mindfulness meditation နဲ့ journaling session လေးတွေကိုလည်းထည့်သွင်းပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ sound healing session လေးကိုထိထိရောက်ရောက်ဖြစ်စေချင်တာမို့လူဦးရေကိုတော့15ယောက်ထိပဲလက်ခံမှာဖြစ်ပါတယ်ရှင်ဒါကြောင့် join မယ်ဆိုရင်တော့လူဦးရေမပြည့်ခင်အခုပဲ messenger မှာပြောပြီးတော့ join လို့ရပါတယ်နော် mindful journey ကိုရှောက်လန်းနေကြသူများအားလုံးဒီ sound healing session လေးမှာတွေ့ဖို့အားလုံးကိုမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်